အားလုံးပဲမင်္ဂလာပါ Real English Speaking Practice ကဏ္ဍကနေကြိုဆိုပါရစေ။ဒါကတော့ကျွန်တော် native speaker တွေတကယ်တမ်းလက်တွေ့မှာစကားပြောတဲ့ပုံစံနဲ့ပတ်သက်ပြီးတော့ conversation တစ်ခုကိုအတူတကွလေ့လာတာဖြစ်တယ်။နော်။သူတို့လက်တွေ့မှာဘယ်လိုမျိုးအတန်တွေကိုချိတ်ဆက်ပြီးတော့စကားပြောသလဲ။ပြီးရင်သူတို့ထွက်တဲ့အတန်တွေနဲ့ကျွန်တော်ပုံမှန်စကားပြောတဲ့အတန်တွေနဲ့ဘာတွေကွာသလဲ။ဒါမျိုးတွေကိုလေ့လာတာဖြစ်တယ်ပေါ့နော်။ဒီလိုလေ့လာခြင်းကကျွန်တော်ရဲ့ English speaking ကိုသူတို့နဲ့ပို့ပြီးတော့တူအောင်ပြောနိုင်စေသလိုသူတို့ English တို့ပြောတဲ့အခါမှာလည်းကျွန်တော်တို့ပို့ပြီးတော့နားလည်ရလွယ်ကူစေတယ်နော်ဒါကကျွန်တော်တို့ speaking ကောင်းမှုအတွက်အမှန်ကန်ဆုံးလေ့လာနည်းဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာလည်းအဲ့ဒီလိုမျိုး conversation တစ်ခုနဲ့ပတ်သက်ပြီးတော့လေ့လာကြည့်အောင်ဆိုတော့ person A ကဘာပြောလဲဆိုလို့ရှိရင် you are doing really well ဆိုတာကမင်းလုပ်နေတာအရင်ကောင်းတယ်ပေါ့နော်ဆိုတော့တခုခုကိုလုပ်နေတာဖြစ်လိမ့်မယ်ဒါနဲ့ပတ်သက်ပြီးတော့ you are doing really well နော်ဒါကကျွန်တော်တို့ပုံမှန်အတန်ထွက်တဲ့ပုံစံဖြစ်တယ်ဒါကို native speaker တွေလက်တွေ့မှာစကားပြောတဲ့အခါမှာဘယ်လိုအတန်ထွက်လဲ you're doing really well okay ဆိုတော့ဘယ်လိုမျိုးကွာတာလဲပထမဆုံးအနေနဲ့ YOU apostrophe RE ဒါက UR ကိုခြုံထားတဲ့ပုံစံနော်ဆိုတော့ဒါကိုကျွန်တော်အများစုအတန်ထွက်တဲ့အခါမှာ UR လို့အတန်ထွက်တယ်ဒါပေမဲ့လို့ native speaker တွေအတန်ထွက်တဲ့အခါမှာ your ဒါပဲ your English အတန်ထွက်တွေကိုလေ့လာနေပတ်သက်ပြီးတော့တခုသိရမှာကကျွန်တော် English အတန်ထွက်အချို့ English အတန်ထွက်တွေဒီကျွန်တော်ဗမာလိုချရေးလို့မရတဲ့အတန်ထွက်မျိုးတွေရှိတယ်အခု UR ဆိုတဲ့အတန်ထွက်ကို your လို့ထွက်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဗမာလိုကျွန်တော်ဒါဒီအတန်ထွက်ကိုချရေးဖို့နည်းနည်းလေးအခက်အခဲရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်ရဲ့ mouth movement ကိုကြည့်ပြီးတော့ဘယ်လိုထွက်လဲဆိုတာကိုလိုက်ပြီးတော့ copy လုပ်လို့ရတယ်နော်ဆိုတော့ your ဒါပဲ UR လို့မသွားအောင်နော် your ပြီးရင် doing ကျွန်တော်အများစုက DOING ကိုဘယ်လိုအတန်ထွက်လဲ doing နော်ယာရေးငတ်တာရင်ဝင်စံနှလုံးပေါက်ပေါ့ဒါပေမဲ့သူ့ရဲ့အတန်ထွက်မှန်သည် doing မဟုတ်ပါဘူး doing ဝါရေးငတ်တာဝင်ဝေးစံနှလုံးပေါက်အဲ့လိုပုံစံမျိုးပေါ့နော် doing ဖြစ်ပါတယ် doing မဟုတ်ဆိုတော့ you're doing okay ပြီးရင် really ဒါကိုအများစုကဘယ်လိုအတန်ထွက်လဲ really မဟုတ်ဘူး really နော်ဒါ native speaker တွေအတန်ထွက်တဲ့ပုံစံ really you're doing really ပြီးရင် well ဒါကတော့အများစုမှန်တယ်ဗောနော် well ဆိုတော့ပုံမှန်အတန်ထွက်မယ်ဆိုရင် you are doing really well ဒါပေမဲ့ native speaker တွေအတန်ထွက်တဲ့အခါမှာ you're doing really well နော်ဆိုတော့ကျွန်တော်ပုံမှန်အတန်ထွက်တဲ့ပုံစံနဲ့အများကြီးกว่าပြီးရင် person B ကဘာပြန်ပြောလဲဆိုလို့ရှိရင် thanks I was a bit nervous alright thank ကျေးဇူးပါပဲအဲ့လိုပြောပြီးလို့ဒါပေမဲ့ I was a bit nervous ဆိုတာတိတ်ပြီးအဆင်မပြေတဲ့ပုံစံပေါ့နော်တိတ်ပြီးတော့သူ့အတွက်ခံစားလို့မကောင်းတဲ့ပုံစံ nervous ဖြစ်တာပေါ့ဆိုတော့ဒီနေရာမှာအတန်တော်ပိုင်းဆိုင်ရာကြည့်မယ်ဆိုရင် thanks အဓိကဒီ s တန်ပါမယ် thanks ကိုကျွန်တော်ကျေးဇူးတင်တာကို thank တလုံးနဲ့ဆိုရင်အောက်မှာ s ထည့်ပေးရတယ် s မထည့်ရင် thank you လို့ကျွန်တော်တို့ဒါ general အားဖြင့်သိတယ်ပေါ့နော်ဆိုတော့ s ပါရင်အတန်တက်ကဘယ်လိုလဲနောက်ဆုံးမှာ s တန်လေးထည့်ပေးလိုက်ပေါ့ thanks alright ပြီးရင် I was a bit nervous ဆိုတော့ I was ဒါကမှန်သေးတယ်ပြီးရင် I was a bit နဲ့ was နဲ့ကိုတွဲသွားတာက I was a bit ဘာကြောင့်လဲ was ကနောက်ဆုံးဆုံးတဲ့ s ကပါလဲ b နောက်က a က AEIOU တရဖြစ်တယ် b နောက်ကတရလိုက်လို့ရှိရင်အရှေ့က b အတန်ဒီနောက်ကတရတန်တာကိုဝင်ပြီးတော့ကျွန်တော်ကအတန်ကို link လုပ်ပေးရမယ်အတန်ချိတ်ပေးရမယ်ပေါ့နော်ဆိုတော့ s တန်နဲ့ချိတ်သွားတာပေါ့ဆိုတော့ I was a bit ဒါနှင်းပြောရင်တော့ I was a bit ရတယ်မြန်ပြောရင်တော့ I was a bit ဖြစ်သွားတယ်နော်ဆိုတော့ native speaker တွေမြန်ပြောတဲ့အခါမှာကျွန်တော်အဲ့ဒါတွေကိုနားမလဲရင်နားလည်မှာမဟုတ်တော့ဘူးနော်ဆိုတော့ I was a bit ပြီးရင် nervous နားပဲမဟုတ်နော်ကျွန်တော်ပုံမှန်ကျွန်တော်ဒါ English learner တွေအတန်ထွက်တဲ့ပုံစံ nervous နားဆိုပြီးတော့ပါစက်ကိုချက်တာမဟုတ်ဘူး nervous I was a bit nervous နော်ငါတိတ်ပြီးတော့အဆင်မပြေခဲ့ဘူးနော်အဆင်မပြေဘူးဆိုတဲ့ပုံစံအဲ့ဒီမှာ person A ကဘာပြန်ပြောလဲ That's okay take your time That's okay အဆင်ပြေပါတယ်နားပဲဖြစ်တာပြဿနာမဟုတ်ဘူးနော် take your time တေချာလေးအချိန်ယူပြီးလုပ်ပေါ့နော်ဆိုတော့ဒီမှာလဲ THAT apostrophe S ဒါက that is ကိုခြုံထားတဲ့ပုံစံကျွန်တော်ခြုံထားရဲဆိုလို့ရှိရင်ခြုံထားတဲ့ပုံစံတိုင်းထွက်ပေးလိုက်ပေါ့ဘာလို့လဲတကယ်လက်တွေ့မှာစကားပြောတဲ့အခါမှာဘယ်သူမှစာချောင်းကိုအပြည့်အတန်ထွက်ပြီးတော့မပြောဘူးစာချောင်းကိုကျွန်တော်တို့ကခြုံပြီးတော့ပြောတာဖြစ်တယ်ဆိုတော့ that's နော် s တန်လေးပါ that's that is အဲ့လိုမထွက်ဘူး that's ပြီးရင် okay
ဒီနေရာမှာလည်း linking ကိုသုံးရတယ် that's ကနောက်ဆုံးဆုံးတဲ့ s ဒါပါလေ b okay ရဲ့အရှိရာ o က a i o u တရဖြစ်တယ်ဆိုတော့ b နောက်ကတရလိုက်ရင်ကျွန်တော်အတန်ကိုချိတ်ပေးရမယ်ဘာနဲ့ချိတ်မှာလဲ b အတန်နဲ့ချိတ်ပေးရမယ်ဆိုတော့ that's okay မသွားဘဲနဲ့ that's okay အဲ့လိုမျိုးအတန်တွေကဆင်ကဲပြီးပြောင်းလဲတာပေါ့နော်ဆိုတော့ b နောက်ကတရလိုက်တဲ့ formula တစ်ခုကိုသိရင်ကျွန်တော် English လို့ပြောတဲ့အခါမှာအများကြီးအထောက်အကူပြုတယ်ဒီဟာလေးကိုသိချလေးပန်အောင်လုပ်ပေါ့နော်ဆိုတော့အရှိရာ b နောက်ကတရအတန်ကိုချိတ်ပေးမယ်ဘာတန်နဲ့ချိတ်မှာလဲ b တန်နဲ့ချိတ်မှာဆိုတော့ that's okay no that's okayပြီးရင် take your time ဒီမှာဆိုလို့ရှိရင် take နဲ့ you are နဲ့ကိုကျွန်တော်တို့ကအတန်ထွက်တဲ့အခါမှာ take your native speaker တွေက take your နော်ဘယ်လိုဖြစ်တာလဲကျွန်တော်ပုံမှန်အတန်ထွက်မယ်ဆိုရင် take you are ပေါ့သူတို့ကြတော့ take your ကျွန်တော်ဒီကျွန်တော်ငငယ်ကအင်္ဂလိပ်စာမှာသင်ရတာ a e i o u တွေပါလဲတရဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ English pronunciation English speaking ဘိုင်းနဲ့ပတ်သက်ရင်တော့တစ်ခါတလေမှာ y ဒီလဲတရလို့ယူလို့ရတယ်သူကအမြဲတမ်းမဟုတ်ဘူးပေါ့နော်သူကတစ်ခါတလေ b လည်းဖြစ်တယ်တစ်ခါလေတရလည်းဖြစ်တယ်အဲ့လိုပုံစံမျိုး y ကနည်းနည်းလေး tricky ဖြစ်တဲ့စကားလုံးပေါ့အများစုသိတာက a i o u ဒါပေမဲ့လို့အတန်ထွက်နဲ့ပတ်သက်ရင်တော့ y ဒီလဲတစ်ခါတလေမှာတရဆိုတာမျိုးကိုကျွန်တော်မှတ်ထားလိုက်ရင်ရတယ်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်သူကတရအဖြစ်ယူထားတာနော် y ကိုကျွန်တော်တို့တရလို့မှတ်လိုက်မယ်ဆိုလို့ရှိရင်အရှိရပါလဲ take it t a k e နောက်ဆုံးတာကပါလဲ e ရပါလဲ a e i o u တရဖြစ်တယ်ဆိုတော့တရနောက်ကတရလိုက်လို့ရှိရင်ကျွန်တော်ကကြာ formula တစ်မျိုးဖြစ်သွားပြီခုနကကျတော့ b နောက်ကတရလိုက်တာအခုကတရနောက်ကတရလိုက်လို့ရှိရင်အဲ့ဒီအရှိရတရရဲ့အရှိမှာရှိတဲ့ b နဲ့ကျွန်တော်တို့ကဆက်ပေးရမယ်ဒီမှာဆိုရင်အဲ့ဒီ e ဆိုတဲ့တရရှိမှာ k ဆိုတဲ့ b ရှိတယ်အဲ့ဒီ k နဲ့ကျွန်တော်တို့ကအတန်ကိုဆက်ပေးရတာဖြစ်တယ်ဒါကြောင့်မလို့ take you are ကနေပြီးတော့ take your ဆိုပြီးတော့ k တန်နဲ့ဆက်ပေးတာဖြစ်တယ်နော်ပြီးရင် time time ကတော့ time ပေါ့ take your time အဲ့လိုမျိုးအတန်တွေက step by step ဖြစ်သွားတာပေါ့နော်ဒါကြောင့်မလို့အတန်တော်ပိုင်းမှာလည်း formula တွေရှိတယ်ဒါတွေကိုကိုကတေချာလေးပိုင်မယ်ဆိုရင် English speaking မကောင်းစရာဘာအကြောင်းမှမရှိဘူးနော်ဆိုတော့ that's okay take your time ပြီးရင် person B ဘာပြန်ပြောလဲ I will thank you I will အမတေချာလေးအချိန်ယူပြီးလုပ်ပါမယ်ပေါ့နော် thank you ကျေးဇူးတင်ပါတယ်ပေါ့ဆိုတော့ I will ဒါနဲ့ပတ်သက်ပြီးပြောစရာတော့သိမရှိပါဘူး I will ငါလုပ်မယ်ပေါ့နော်ပြီး thank you အများစုကတယောက်ကိုကျေးဇူးတင် thank you နော်ဒီလိုတာအတန်ထွက်ကြတယ်ဘာကြောင့် thank you ဖြစ်သွားလဲ thank နဲ့ you နဲ့ကိုဘာကြောင့်ဆက်တာလဲအတန်မှာ k ဆိုတဲ့အတန်ဘာကြောင့်ထွက်သွားတာလဲသိချာမသိဘူးရှင်းပြမယ်နော် y ကဘာလဲကျွန်တော်တို့ a e i o u ကတရဆိုပေမဲ့လို့အတန်ထွက်တဲ့အခါမှာ y ဒီလဲတစ်ခါတလေကျွန်တော်တို့တရအဖြစ်ယူလို့ရတယ်ဒီနေရာမှာတရလို့ယူလိုက်မယ်အရှိက k ဒီပါလဲ b နောက်ကတရလိုက်တယ် b တန်နဲ့ဆက်ပြီးမယ် b တန်ကဘာလဲ k ဒါကြောင့်မလို့ k တန်နဲ့ဆက်တယ်ပေါ့ thank you ဒီလိုမျိုး step by step ဖြစ်သွားတာเนาะဒီ formula တွေသိလို့ရှိရင် speaking မကောင်းစရာဘာအကြောင်းမှမရှိပါဘူး okay ဆိုတော့ I will thank you ဒါကတော့ဒီနေ့ conversation ဖြစ်တယ်ဆိုတော့ကျွန်တော် conversation တစ်ခုလုံးကိုအတန်တွက်မှန်မှန်နဲ့ပြန်ပြောကြည့်မယ်ပေါ့နော် You're doing really well Thanks I was a bit nervous That's okay take your time I will thank you alright ဒီလိုမျိုးစကားပြောတဲ့အခါမှာပို့ပြီးတော့ smooth ဖြစ်တယ် native speaker တွေအဲ့လိုမျိုးစကားပြောရင်လည်းဒီကလိုဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုယ့်ရဲ့အတွေ့အထဲမှာသိရအဲ့လိုမျိုးကြောင့်ကျွန်တော်တို့ကပို့ပြီးတော့နားလဲတယ်ကျွန်တော်ရဲ့ listening skill လည်းကောင်းတယ်ပေါ့နော်ဒါကကျွန်တော်တို့ speaking ကောင်းဖို့အတွက်အမှန်ကန်ဆုံးလေ့လာနေပဲကျွန်တော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော်အများစုက speaking ဆိုလို့ရှိရင်ကျွန်တော် speaking practice ပဲပေါ့နော်အဲ့ဒါပဲသိကြတာများတယ်တကယ်တမ်းမှာဒါတွေဒီအရန်အရေးပါတယ်ဒါတွေကိုသိချပိုင်နေမယ်ဆိုရင် speaking မကောင်းစရာဘာကြောင့်မှမရှိဘူး speaking practice အများကြီးမလုပ်ရင်တော့မှပဲကျွန်တော်တို့အတွက် speaking ကလုံးဝ effortless ဖြစ်နေမှာဖြစ်တယ်ဒါကြောင့်မို့ဒါတွေကိုတေချာလေးလာဖို့လိုတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူအနေနဲ့အခုလိုမျိုးအတန်တော်ပိုင်းဆိုင်ရာတွေကိုစနစ်တကျကိုယ့်ရဲ့ English speaking ကိုအခုလိုမျိုး effortless ဖြစ်ပြောတတ်ခြင်းနဲ့လေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်မှဒါနဲ့ပတ်သက်ပြီးတော့ online video ကိုရှိတယ်ပေါ့နော်ပြီးရင် Zoom နဲ့လည်းဒါမျိုးတွေကိုကျွန်တော်တေချာလေး train ပေးတယ်ပေါ့နော်ဆိုတော့ကိုကဒီလိုမျိုး English speaking ကိုအတန်တော်ပိုင်းဆိုင်ရာအသေးစိတ်ခွဲခြမ်းစိတ်ပြပြီးတော့လေ့လာတာသဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ကို contact လုပ်လို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးရကြမလို့အားလုံးကိုကျေးဇူးတင်ပါတယ်